ဒီလိုလေးပြောလိုက်မယ်ဗျာ Hey come on yo hey come on yo hey love me heyသိတယ်မြင်တယ်ဟမ်နောက်ဒီမှာမြဲပြောတာသိတယ်မပြောချင်လို့တော့နှလုံးကလန်းနဲ့မှန်တယ်သုံးလုံးကလန်းနဲ့မှန်တယ်လေးလုံးကလန်းနဲ့မှန်တယ်ကိုလုံးကလန်းမတာသိချင်းဆိုအရေးတိုင်းငကားလာပူးနေသေးတယ်ကအဲ့ဒီလုံးရကျမပူးချင်တာ तू ကတအားပူးချင်တာတအားကိုသိနေပေါ့ဒီမှာစူပါလေးတွက်လက်လာပြီဆိုတာတပေါက်လေးနဲ့ဒီလိုပြေးချင်တာဒီလိုလေ Yo come on hey 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 လက်ခုပ်လေးလောလောဆယ်လေးရှားချင်ပါတယ်ဗျ yo ဟေးအားရတော့ဗျငါပူးပေးလိုက်ပါနော် hey စူပါလေးတွက်လက်ရောက်လို့လာပြီ စူပါလေးတွက်လက်ရောက်လို့လာပြီခင်မီမီလူငယ်တွေ စူပါလေးတွက်လက်အတွဲလေးတော့ညီပါပြီအတွဲလေးတော့ညီပါပြီတဲ့ စူပါလေးနာကိုတေးချသွားအောင်ရဲလေးနဲ့မှာဟုတ်ပါပြီမမဝေဟုတ်ပါပြီမမဝေမိန်းကလေးညီမငယ်တွေရဲ့အခုခေတ်မိန်းကလေးညီမငယ်တွေအခုခေတ်မိန်းကလေးညီမငယ်တွေရဲ့ညချိန်မတော်တယောက်တည်းများမသွားတင်လို့တာဟိုကမပူစလောင်းကပူတဲ့ဟိုကမပူစလောင်းကပူတဲ့သူဟာသူဘာဖြစ်အကြံပန်းလုပ်တဲ့ခေဟုတ်ပါပဲမမဝေဟုတ်ပါပြီအခုခေတ်မိန်းကလေးညီမငယ်တွေပွဲကြည့်နေတဲ့ညီမငယ်တွေအခုခေတ်မိန်းကလေးညီမငယ်တွေပွဲကြည့်နေတဲ့ညီမငယ်တွေဇပင်းကိုအလဲကဖြတ်ကလေးနဲ့ညံဟောနှစ်တက်ကောင်းလဲတို့ကအမြင်နဲ့သတိစတက်ကေလဲတို့ကအမြင်နဲ့ပွဲလဲကောင်းလက်ကတရက်တန်းဦးထိုင်လို့ဆက်ဟုတ်ပါပြီမမဝေဟုတ်ပါပြီစပိန်စီးတဲ့ညီမငယ်တွေရဲ့စပိန်စီးတဲ့ညီမငယ်တွေစိုက်ကဲစီးတဲ့ညီမငယ်တွေစိုက်ကဲစီးတဲ့ညီမငယ်တွေစိုက်ကားစီးတဲ့ညီမငယ်စိုက်ကားစီးတဲ့ညီမငယ်တွေစပိန်စိုက်ကဲစိုက်ကားစီးတဲ့ညီမတတိယကိုစီးလိုက်ကွာစပိန်စီးတဲ့ညီမငယ်တွေရဲ့စိုက်ကဲစီးတဲ့ညီမငယ်တွေရဲ့ဝေကောက်ပြီးအလုံးများအန်ရဲ့တတိထားဟိုကမပူစလောင်းကပူတဲ့ဟိုကမပူစလောင်းကပူတဲ့သူဟာသူလဲနေရလဲပြဲနေတဲ့ဟာပြဲဟုတ်ပါသမိန်လားဟုတ်ပါပြီမမဗျာညာရဲ့နိုင်ငံမှာကွယ်သူညာရဲ့နိုင်ငံမှာကွယ်သူညာရဲ့နိုင်ငံမှာကွယ်လာပေါ်မှာကားကိုမောင်းချီကျူးစရာကောင်းအဲဒီလောက်တော့မမှုပါနဲ့ဒီလောက်တော့မမှုပါနဲ့အဲဒီလောက်တော့မမှုပါနဲ့ဒီလောက်တော့မမှုပါနဲ့ကိုမြန်မာလဲထုံတဲ့စိုက်ကားမှုတော့ကတဲ့စပိန်တိုင်းလို့ပြဟုတ်ပါပြီမမဝေဟုတ်ပါပြီစူပါလင်းလေးကိုတွေ့တိုင်းခင်းကွဲစူပါလင်းလေးကိုတွေ့တိုင်းခင်းကွဲစူပါလင်းလေးကိုတွေ့တိုင်းခင်းကွဲလက်တွေ့ရင်နှုတ်ကပြတ်ဝတ်တရားကမပြဲတွက်လက်လေးဘဝတနာစရာပဲကွယ်တွက်လက်လေးဘဝတနာစရာပါကွယ်သူ့အမေနင်းကများဖေးမရှိတဲ့သားဟုတ်ပါပြီမမဝေဟုတ်ပါပြီဟေးဒါမိုးချိုးပြစ်လိုက်သလားမှတ်ကြတယ်တော့ဒီချင်းဆိုနင့်ကစူပါလင်းလေးကိုတွေ့တိုင်းခင်းကွဲလမ်းတွေ့ရင်နှုတ်ကဆက်ဝတ်တရားကမပြဲငါကြတော့အဖေမရှိတဲ့သားဟုတ်တာမှန်တာပြောတာလေငါရိုင်းတာမင်းစကားကိုပြောရင်ကြံ့ကြံ့ဖန်ဖန်မပြောနဲ့ဘာဖြစ်လို့ကြံ့ကြံ့ဖန်ဖန်ကြံ့ကြံ့ဖန်ဖန်မပြောနဲ့ကြံ့ကြံ့ဖန်ဖန်ပြောတာဘာဖြစ်ဟေးကြံ့ကြံ့ဖန်ဖန်ရန်ကုန်သူဖျားဘူးသွားတဲ့ရန်ကုန်သူရဲ့မန္တလေးရောက်တော့မင်းတော်ငါမိန်းမအော်မင်းကဒီလိုလားမင်းရောင်းလားမျက်လုံးလားမေးတာဒါကြတော့မြင်တယ်အမြင်စူးရှာတာအော်မင်းကဒီလိုလားဒီလိုပဲအဲ့ဒါဆိုရင်ငါလည်းပြန်ပြောလိုက်ချင်းသေးတယ်ကျွန်တော်ကလေထိုးနီး၎င်းစီးပွားရေးအချင်းနေမကောင်းလို့မေတူမငါ6တပေါင်းလာပြီကြောအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေအမမဆိုင်ဘူးဘာမှမဆိုင်ဘူးမဆိုင်လိုက်ပြောတယ်တ
တေချင်းဆိုဘာမှလည်းမသိဘူးဘာမှလည်းနားမ ပြ လဲ မင်းချက်သိတယ်မင်းချက်တတ်တယ်ကွာ အဲ့ဒါဆိုငါအရှိရတပေါင်းမပြေးတယ်မင်းလည်းငါလူကြိုက်တဲ့ဟာကိုမင်းပြေးတာမှမင်းလိုက်နိုင်လို့ရှိရင်ငါမြို့လိုက်ပြ ငါရှင်းကသွားခြင်းနဲ့ဟာသွားတော့ကိုမင်းကနောက်အနေရအောင်လိုက်မယ် ရအောင်လိုက်မယ် အဲ့ဆိုပြီးရောအဲ့ဒါဆိုရင်မင်းငယ်ငယ်တုန်းကကလေးတွေမူလက်တန်ထဲမှာ မူလာတန်းမင်းအမေကလေးတွေမူလာတန်းကို လုံးအောင်တိုင်းဘောင်းမီကချုပ်ရိုးကပြီးနေတာ ဟုတ်တယ်တော်ကြနေပြုတ်ပြီးသူ့လာမှန်မှာဆိုလို့ ဟုတ်တယ်သူ့မျက်လုံးကမေးပြီးသားဆိုတော့ပွင့်နေမှမထင်ရတာ ဒါတော့လိုက်ရမျက်လုံးကမေးတာမဟုတ်ပါဘူး ဘာဖြစ်တာတော့ အဝေးရကြည့်ကြည့်အနီးရကြည့်ဒါတန်ရောစင်အကျဉ်းသားမျက်လုံးလေးကို အဲ့ဟောစရာမျက်လုံးနဲ့တန်နာရီတွေကြာတာ အဲ့ဒီတန်ငယ်တွေကြတဲ့မျက်လုံးကမေ့ဖေထိုးတယ်လား ဟာမရိုင်းတာတော့အဲ့ဒါဆိုရင်ငါရှင်းရသွားရင်မင်းရတယ်ပေါ့ ရတယ် အဲ့ဆိုပြီးရောကလေးတွေငယ်ငယ်တုန်းကတင်းတဲ့ဆောက်တွေကကြပြလေး ကြပြလေး ကလေးငယ်ခဏနေဦးကွာဒီတိုင်းတော့6ကတ်ကြီး 6တယ် အဲ့တော့ဟိုကရေသမင်တိုးလေး ရေသမင် ကွာတဲ့ငါဆိုတော့မင်းမလာဘူးပတ်ငါဟုတ်ပါပြီမဟုတ်လို့လား ဟုတ်တယ်လေ ဟုတ်တာကိုဘာကြောင့်ဟောက်နေတာလဲ ငါနာမည်ကကိုဟုတ်ဟာ ဒီလောက်တီးတာမှန်နေတာဟောက်တော့မှ တီးလုံးရဟုတ်တယ်မင်းဘာလေးချမှာဒီလိုကွာဟိုတော့လာမင်းပို့ပြီးတော့နားလေပါအောင်ပြောမှာဆိုရင်မင်းအဖေပုံတီပုံမင်းအဖေပုံတီပုံမင်းအဖေပုံတီပုံ ငါဖေလည်းကြည့်ပါဦးဒီလောက်လေးရှိသေးတယ် ဒီလောက်ပဲရှိသလား အေးဒီလောက်ပဲရှိသေးသလား အဲ့ရေတပင်တို့လေးလို့ရှိတာ ရေသမင်တို့လေးနဲ့ ကလေးငယ်ချစ်စပွဲစူပါလင်းလေးငယ်ငယ် အမေ ကလေးငယ်ချစ်စပွဲစူပါလင်းလေးငယ်ငယ် ဟဲ့ခအခရေကုန်မလေးပြုံးအတွက်လက်အလားဆုံး ရတယ်ဗျာ ခအခရေကုန်မလေးပြုံးတွက်လက်အလားဆုံး ကနန်းတင်ပြုံးရွှင်ရွှင်မင်းဖင်ကြွက်ကြီးဝင်ကနန်းတင်ပြုံးရွှင်ရွှင်မင်းဖင်ကြွက်ကြီးဝင် ငါချိတ်ပေါင်းစားလို့ကမင်းတို့မဖင်ဟောင်းလားဟောငါချိတ်ပေါင်းစားလို့ကမင်းတို့မဖင်ဟောင်းလားဟော စာလုံးစကန်းသာတောင်းတန်းများမင်းညမဖာရမှာစာလုံးစကန်းသာတောင်းတန်းများမင်းညမဖာရမှာကွာ စာတလက်ပြူတေးကျူကျူမင်းမေပိုက်ကြီးပူစာတလက်ပြူတေးကျူကျူမင်းမေပိုက်ကြီးပူ စာလိုက်ဆရာမရိုသေးကြမင်းအမငါနဲ့ရစာလိုက်ဆရာမရိုသေးကြမင်းညမငါနဲ့ရ ညညနေခင်းရေခါစင်းညညနေခင်းရေခါစင်း ပြောလေပြောလို့မင်းရတယ်သူတော့ ရတယ် ဒါဆို ဟဲ့ညညနေခင်းရေခါစင်းညညနေခင်းရေခါစင်း ဘာဖြစ်တာလဲပြောငါမလုပ်ချင်ဘူးလူများသားသမီးကိုငါအဲ့လိုလိုက်တတ်စီတဲ့နာအနာတရပြောင်းဘယ်တော့မှမလုပ်ခဲ့ဘူး ငါဒီနာပဲရိုက်တော့တိလားနေရာကိုပြောင်းမရိုက်နဲ့ဒီ ကျော် ကျိုးစားဖို့ထွက်အောင်ရိုက် ပြောတော့ရတယ်ဆိုလောက် ရတယ်ငါစင်းတာအေးညညနေခင်းရေခါစင်းညညနေခင်းရေခါစင်းစူပါလေးမင်းတို့တို့ရွှေလုံးတစ်မျိုးလုံးဖားပဲတေချင်းဆိုဘာကမင်းအဲ့လောက်နားလေအဲ့လောက်တိတက်နေအောင်မင်းအဲ့ဒီကာကြီးခါဝေးကြောင်မင်းနားလေလားကဲပြော ကာကြီးကာကွေးကာကြီးကာကွေးလဲရတယ်ဘာဖြစ်ဖြစ်ကွာဘာလာတောင်းနေအဲ့တို့ကမင်းတက်ပြီ အဲ့ဆိုမျိုးငါမေးပဲကာကြီးခါဝေးဘီးဘယ်နှလုံးရှိလဲကဲပြောတဲ့ ကာကြီးကာကွေးပြီး33လုံး ငါမေးတာကာကြီးခါဝေးမင်းကိုနှလုံးနဲ့ကာကြီးခါဝေးနှလုံးနဲ့မေးတော့ဘီး33လုံး ဟောမင်းကဒီလိုလား ဒီလိုပဲ အဲ့ဒါဆိုမင်းကိုအင်္ဂလိပ်စာတွေကမေးမယ် မေးသား အင်္ဂလိပ်စာထဲမှာ ABCD ဘယ်နှလုံးရှိတယ်လဲဘယ်နှလုံးရှိ ABCD ငါက4လုံးဆိုရင် तू က26လုံးပြောလိမ့်မယ်လေကိုက26လုံးလို့ပြောလိုက် तू က4လုံးလို့ပြောလိမ့်မယ်လေတားလေးဘယ်လိုပြောလိုက်ရမလဲဟဲ့4လုံး26လုံး ပါတယ်26လုံး မင်းစောရမပြောဘူး